ဂျပန်နိုင်ငံညာရောက်ရှေ့မှာစုယုံရောက်ရှိလာတဲ့ပြည်တော်စုဘောမြန်မာနိုင်ငံသားများအားလုံးကိုကျွန်တော်အနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်ဆိုတာအရင်ပြောလိုပါတယ်နောက်ပြီးတော့ဒီကနေ့ဟာကျွန်တော်တို့ပြည်တော်စုမြန်မာနိုင်ငံရဲ့62နှစ်ပြည့်တဲ့ပြည်တော်စုနေ့ဖြစ်ပါတယ်62နှစ်ပြည့်ပြီဖြစ်တဲ့ကျွန်တော်တို့ပြည်တော်စုမြန်မာနိုင်ငံကြီးမှာကျွန်တော်တို့ပြည်တော်စုဘွားတိုင်းရင်းသားပြည်သူအများဆင်းရဲတွင်ဒုက္ခအရောက်ဆုံးဟာဒီကနေ့အချိန်ပဲအဲ့ဒါကိုအားလုံးသိဖြစ်ပါတယ်ထို့တူပဲပြည်ရင်းမှာရှိတဲ့ပြည်သူလူထုကြီးကလည်းအဲ့ဒီလိုဆင်းရဲဒုက္ခရောက်ရတဲ့အတိတ်ကပြဿနာဘာလဲဆိုတော့နိုင်ငံရေးပြဿနာဖြစ်ပါတယ်ဗမာပြည်ရဲ့နိုင်ငံရေးပြဿနာကိုပြေလည်အောင်မဖြေရှင်းနိုင်ရင်ပြည်တော်စုကြီးမတော်တတ်ဘူးစီယုံညီညွတ်မှုကိုမှန်မှန်ကန်ကန်မလုပ်နိုင်ဘူးဆိုတာပြည်တော်စုပါတိုင်းရင်းသားညီကောင်မောင်နှမများအားလုံးသိတယ်အဲ့တော့ဗမာပြည်ရဲ့နိုင်ငံရေးပြဿနာကိုပြေလည်ဖို့အတွက်အဓိကအချက်ဖြစ်တဲ့ဒေါ်ဆန်းစုကြည်နဲ့တိုင်းရင်းသားခေါင်းဆောင်တွေနိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုအများဆုံးပြန်လွတ်ပေးဖို့အတွက်ဒုက္ခတွင်နဲ့နေတဲ့ဗမာပြည်သူလူထုရဲ့ကိုယ်စားဂျပန်မှာရောက်ရှိနေတဲ့ကျွန်တော်တို့ခမားတို့အားလုံးကဂျပန်အစိုးရကိုတန်းနိုင်တဲ့ဗမာနိုင်ငံရေးကိုကူညီပါဝင်ဆောင်ရွက်ပေးဖို့လာပြီးကျွန်တော်တို့တောင်းဆိုဆန္ဒပြရတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တောင်းဆိုဆန္ဒပြမှုတွေကိုဗမာစစ်စိုးရနေပြီးတော့ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားတွေမလွတ်မချင်းထို့တူပဲဗမာနိုင်ငံရေးပြဿနာကိုဂျပန်နိုင်ငံလိုမျိုးအစိုးရတွေနိုင်ငံတကာအစိုးရတွေကထိရောက်တဲ့ကူညီဆောင်ရွက်မှုတွေမလုပ်မချင်းကျွန်တော်တို့တွေခမားတို့တွေအင်းနဲ့အားနဲ့ရင်နဲ့ဆန္ဒတွေကိုတောက်ပေါ်ပြီးတော့ဆန္ဒပြပြီးတော့တောင်းဆိုသွားကြမယ်ဆိုတာလုံနိုင်ပါလားခင်ဗျလုံနိုင်ပါလားခင်ဗျလုံနိုင်ပါလားခင်ဗျလုံနိုင်တယ်ဆိုရင်ကျွန်တော်တို့တွေဟာဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားတွေလွတ်မြောက်တဲ့အချိန်အထိအားနဲ့အင်းနဲ့စီစီလုံးလုံးညင်ညင်ညွတ်ညွတ်စ조사ဆောင်ရွက်သွားကြပါစို့လို့တိုက်တွန်းရင်ကျွန်တော်အနေနဲ့ကျေးဇူးတင်ကြောင်းညီကုန်းချွတ်ပါတယ်